အားနဲ့နေတဲ့ထက်ဒီနာကိုတော့ရှာဝါတက်တောင်လုပ်ပြီးခဲ့ပြီးလူကြီးကအတင်းကုန်နေရကြောင်းအပြင်ကိုနေထုတ်လိုက်ရပါတယ်။တကယ်တော့ရှာဝါကလည်းမနာစီအကြောင်းလေ့လာနေခဲ့တာဖြစ်ပြီးတော်ဝင်မျိုးနဲ့ရှိနေလို့သာပေါ်ပေါ်ထင်ထင်မလုပ်တာပါ။တော်ဝင်မျိုးတွေကတော့မနာစီကိုအသုံးပြုတာမဟုတ်ပဲတယောက်နဲ့တယောက်မနာစီဘလောက်များလေးပြန်ပြီးအရေးပေါ်စစ်ဖြစ်လာခဲ့တော့မို့ရည်ရထားပါတယ်။ဒီနေရာမှာရှိတဲ့မော်ဆရာတွေကတော့တရားဝင်မော်ဆရာတွေဖြစ်ပြီးလမ်းဘေးမော်ဆရာတွေမဟုတ်ပါဘူး။မော်ဆရာတွေမှာလည်းကိုပန်လိုင်းစင်တွေရှိပြီးလမ်းစင်ရှိမှသာမော်ပညာသူသနာနဲ့မော်ပီစီထုတ်လုပ်တာတွေကိုပြုလုပ်နိုင်တာပါရှာဝါကတော့မော်ပညာသူသနာအကုန်လုံးလော်ကြီးအုပ်ထားပြီးမော်ပညာရဲ့အကုန်လုံးအပေါ်စီကနေချုပ်ကင်ထားပါတယ်ရီဒရာကတော့မော်ပညာဆိုတာလူသားတွေရဲ့နှွေးစေပွားအကူအညီပေးပြီးလူအများကြီးကိုပေးရှင်အောင်လုပ်နိုင်တဲ့အရာလို့ခံယူထားတာပါရှာဝါကတော့ရီဒရာပြောတာကိုလက်မခံပဲအရေးသွေးနေတဲ့မော်မီးတွေကြောင့်လူတွေဒုက္ခရောက်ပြီးမော်သားရဲတွေကိုမွေးဖို့လုပ်ထားတဲ့ပစ္စည်းကိုလူတစ်ပိုင်းတွေကိုကျုံပြဖို့သုံးတဲ့ကိစ္စတွေကိုပါထောက်ပြလာခဲ့ပါတယ်ရီဒရာရဲ့သူ့ရဲ့အဖေကတကယ်မဖြစ်နိုင်တဲ့အရာတွေကိုစိတ်ကူးကျင်နေတာလို့ပြောပြီးအာဆာကာကီကသူပြောတာထောက်ခံနေမလားလို့မေးပါတယ်အာဆာကာကီကတော့ရီဒရာရဲ့အိမ်မက်ကဖြစ်နိုင်ဖို့ခက်ခဲလို့ဖြေပြီးရီဒရာကတော့အာဆာကာကီကိုကြည့်ကစကားပြောတာမဆုံးသိငယ်ပဲထပ်ပြေးသွားခဲ့ပါတယ်ရီဒရာရဲ့စိတ်ထဲမှာတော့အရင်ကကိစ္စတွေကိုပြန်စီးသားနေခဲ့ကရှေ့ဦးတရားကိုပြေးလာပြီးနောက်ကနေအာဆာကာကီတွေလိုက်လာပါတယ်ဗီဒီယိုကတော့ငါရဲ့အိမ်မက်တရားကလေးဆန်တယ်လို့တွေးနေခဲ့ရမလားလို့ပြောပြီးအာဆာကာကီကစေရုပ်ပေါ်ကနေပဲခုံစင်းကဗီဒီယိုကိုဖမ်းလိုက်ပါတယ်ဗီဒီယိုကတော့အာဆာကာကီကသူ့ဘက်လို့ထင်နေခဲ့ရပါအာဆာကာကီကလည်းဗီဒီယိုနဲ့စတွေ့ကြတဲ့သူ့ဘက်မှာအမြဲရှိနေခဲ့တာဖြစ်ပြီးခက်ခဲရလို့ပြောတာကလည်းအဲ့ဒီအိမ်မက်အကောင့်နဲ့ပေါ်စီခြင်းလို့ဖြစ်ပါတယ်လူတယောက်လေးနဲ့အင်အားဆိုကော်ဝင်နိုင်တဲ့အရာတွေကအကန့်အသတ်ရှိပြီးလူအများကြီးကိုပျော်ရွှင်အောင်လုပ်ပေးခြင်းနဲ့ဆိုရင်တော့အကူအညီနဲ့အများကြီးလိုလာပါလိမ့်မယ်ရှာဝါရဲ့လိုင်စင်တွေကအရင်မဆိုပဲအရင်ကပောက်မှလည်းအနေရရှိတာတွေကိုလုံးမယ်ဆိုလိုင်စင်တွေကကြောင့်အာဆာကာကီရဲ့ရှင်းရပါတယ်ဗီဒီယိုကတော့အစိမ့်နဲ့မော်ပစ္စည်းတွေကိုလုံးလုံးကျွေးသုံးလေးတင်ပြဖို့အတွက်နေရာဒေသအချို့မှာမော်ကျောင်းတွေကိုဖွင့်ကမော်ဆရာတွေခတ်မှုအထိပါစဉ်းစားထားတာပါအာဆာကာကီကတော့ရီဒွာရဲ့အတွေ့နဲ့ရှာဝါရဲ့လုံခြုံရေးအတွေ့ကိုပါအတူတူပေါင်းပြီးအလုပ်လုပ်မယ်ဆိုရင်ဒီတက်ပိုပြီးကောင်းနိုင်ပြီးရှာဝါနဲ့ခီဇူနာတစ်ခုတိဆောက်ဖို့အကြံပေးပါတယ်ဗီဒီယိုကတော့အာဆာကာကီရဲ့အပြောအမှာကျေးဇူးသားခဲ့ပြီးစိတ်ထဲမှာလည်းချစ်မိနေပြီးတော့တွေးနေတာရဲလုံးမရတော့ပါဘူးမော်ကြတော့ဖြစ်တာရတဲ့အဓိကအကြောင်းရင်းကတတ်တူရိုင်းနဲ့မော်ဆာဝင်လို့ဖြစ်ပြီးမော်ဂါရာရွတ်တာရတော့အားပြင်းဆုံးဖြစ်ပါပါမန်နာမှာတော့အဲ့လိုထူးခြားမှုမရှိပဲအပြေရှာမရတာကြောင့်အခြားကပါလာတဲ့အာဆာကာကီကိုတော့အမတ်ရသွားခဲ့ပါတယ်အဲ့ဒီချိန်မန်နာမန်တရလင်းလာခဲ့ပြီးအပေါ်ကလည်းအာဆာကာကီရဲ့ပြုတ်ကြလာကနှစ်ယောက်သားတော့ဝှချူကွာတွေဖြစ်ကုန်တော့ပါရီဒိုအစီကိုမြောက်လာခင်တော့လိုဂျီကိုသူ့ကိုကူညီပေးခဲ့ရကြောင်းကျေးဇူးတွေစကားပြောနေပြီးယိုဒီရဲ့အတန်ပြောင်းတော့ကနောက်တစ်ခါအဲ့လိုထပ်မလို့ဖို့ပြောပါတယ်လူကြီးကတော့ကောင်းမင်းပေါ်မှာနှစ်သားရရှိရဆိုတာကိုအရင်ကဖတ်ဖို့ခဲ့ပြီးအခုမှအာကာသလို့ခေါ်တဲ့ဟင်းလေးမျိုးဖြစ်နေမှသိရပါဒါပေမဲ့အာကာသရဲ့နေကွေကထင်တာအထံပုံမတွေလို့ပြောနေချေအာဆာကာကီကပြုတ်ကျလာခဲ့ပါတယ်အရင်ကပောင်မှာတုန်းကရန်သူများကြီးကိုအာဆာကာကီကတယောက်တည်းတိုက်နေခဲ့ပြီးရှေ့ဆက်တိုးလို့မရတာကြောင့် emergency kizuna what ဆိုတဲ့အရာကိုသုံးပြီးတခြားပွဲဝင်တွေကိုပါအခုညီခေါ်လိုက်ပါတယ်ဒါပေမဲ့အဲ့လိုခေါ်ဖို့အတွက်ဆို kizuna energy ကိုလိုအပ်ပြီးမန်နာမန်တဲ့ kizuna energy ကိုတုံ့ပြန်နေဆိုရင်လည်းမမားပါဘူးအာဆာကာကီကတော့ခီဇူနာစေရုပ်တွေကိုဒီတင်ရဲ့ Professor အဖိုးကြီးရဲ့ပြပြချက်အရာခီဇူနာ energy ဆိုတာအရာရာကိုဖန်တီးနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ခီဇူနာ energy ကိုသုံးပြီးကဘာတစ်ခုနဲ့တစ်ခုကိုတော့ဖျက်လို့မရပါဘူး။ဗီဒီယိုကတော့ခီဇူနာ energy ကိုတုံ့ပြန်တဲ့မန်နာမန်တွေကဒီကဘာမှာရှိနေတဲ့အကြောင်းအာဆာကာကီကိုတညလုံးမအိတ်ခိုင်းပဲအဲ့ဒီအကြောင်းမေးတော့မှာပါ။နောက်နေ့မနက်မှာတော့နေရာစောစောကအချင်းချင်းချက်နေကြပြီးတယ်လီတင်ညာကတော့နေရာသားဘာညာလုပ်ခဲ့ရလို့ထင်သွားပါတယ်။ဘယင်းစစ်မှာမန္နာစစ်အကြောင်းနဲ့တော်ဝဲမိတ်စာအကြောင်းအစီရင်ခံစာတွေရောက်လာတာကြောင့်မန္နာစစ်တွေကိုဖယ်ရှားဖို့အမိန့်ပေးမှဖြစ်ပြီးတယ်လီတီနာကိုလည်းနောက်တဲ့အနေအများရဲ့အရာတွေကိုထပ်မလုပ်ခိုင်းတော့ပါဘူးတယ်လီတီနာကတော့မန္နာစစ်ကိုဖယ်ရှားတာသူ့ရဲ့အဆိုင်ဖြစ်တာကြောင့်ခရီးစတက်ခွင့်ကိုတောင်းဆိုလိုက်ပြီးဘယင်းကြီးကတော့တောင်းခွင့်ပြုကကူးဆိုင်ဖို့မှားပါတယ်ဒါပေမဲ့အကိုအကြီးဆုံးဖြစ်တဲ့ဒါရီကတော့မန္နာစစ်တွေကိုစစ်တပ်မှာသုံးမှဖြစ်ပြီးလူတစ်ပါးနိုင်ငံကိုလက်အောက်ခံအဖြစ်တာကတကဘာလုံးကိုသိမ်းမှဖို့ပြောပါတယ်တယ်လီတီနာကတော့အဲ့ဒီစကားကိုလက်မခံပဲတော်မိတ်စာတွေကမန္နာစစ်ကိုထိချုံနိုင်တာကိုကိုလေးကြုံဖို့ပြီးသားပါဒါတွေကတော့ရှောက်ရိုက်အကိုညီနဲ့မန်နာဆေးကိုအစိမ့်မြင်ပြီးသုံးမယ်လို့ပြောတာကြောင့်မန်နာဆေးကိုဖယ်ရှားမဲ့အစားဖန်တီးဖို့ပဲဘီရင်ကလက်ခံလိုက်ရပါတယ်။ညီလာခံပြီးသွားတဲ့အချိန်မှာတော့ရီဒရာခုနအကိစ္စကိုပြောပြီးရှာဝါကလည်းတော်ဝင်အမိတ်ကြောင့်မငင်းခဲ့ရပါ။အဲ့ဒီအချိန်ရီဒရာကရှာဝါရဲ့လမ်းဖေးစနစ်ကိုပြောင်းပြီးသူ့ရဲ့အတူကိုဗာထည့်ဖို့ပြောပါတယ်။ဒါပေမဲ့ရှာဝါကလည်းရှင်းရှင်းလေးလက်မခံသေးပဲအချင်းချင်းစကားနားနေကြပါတယ်။